အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယခုဖတ်ပြပေးမှာကတော့ဆရာကြီးကျယ်နီရေးသားသောကိုတန်ငါနဲ့အခြားဝတ္ထုတို့ပေါင်းချုပ်စာအုပ်ထဲမှဟိုချုံဒီချုံမကြီးချုံဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးကြပါရခင်ဗျာဝတ္ထုတို့လေးကဖတ်ပြခွင့်ပြုပါရန်ဆရာနဲ့သက်ဆိုင်သူများအားလုံးအားယူသည်လေးစားစွာဖြင့်ခွတ်တောင်းအပ်ပါသည်ခင်ဗျာဟိုချုံဒီချုံမကြီးချုံညနေချမ်းဖြစ်၍နေညိုညိုတွင်လေချိုသွေးနေသည်တစ်ပင်များထွက်တွင်ကျင်းငတ်များသည်ဘာသာဘာဝအော်မြည်ရင်ကျူးကအိတ်တန်းတက်ကုန်ကြပြီတစ်ပင်ထက်တွင်အချင်းချင်းနေရာလူဟန်ဖြင့်တကောင်နှင့်တကောင်ထိုးစိတ်ရင်းစုညံနေကုန်သည်ကိုတောင်းစိန်သည်ဖွဲနှူတောင်းကိုထမ်းကလျှောက်လာ၏သူသည်ရွာကိုကျော်လွန်သည့်အထိမယမနာဆက်လက်၍သွားနေသည်ရွာနှင့်အတော်လှမ်းလှမ်းနေရာသို့ရောက်မှကမ်းထိပ်တွင်ထိုင်ကဖွဲနှူတောင်းကိုချလိုက်၏သူ့မျက်စိရှိမှတော့ရှည်လျားကောက်ပွေသောချောင်းရိုးကြီးသည်ဆင်းဆင်းကြီးရှိနေသည်ဤချောင်းရိုးကြီးအတွင်ကန်းဆက်တက်လျှောက်မှမူငါးများခိုအောင်ရန်ပြုလုပ်ထားသောခြုံများသည်တစ်ခုနှင့်တစ်ခုဆက်ခါရှိနေသည်ဟိုခြုံဒီခြုံအားလုံးသောခြုံများမှာမကြီးခြုံများသာဖြစ်သည်ကိုတောင်းစင်သည်သူရှိတက်ရှိကန်းဆက်မှရေလေသို့ထိုးထွက်နေသောသူ့ခြုံကိုသာစိုက်ကြည့်နေသည်သူ့ခြုံမှာလည်းအများသောခြုံများနည်းတူမကြီးခြုံပင်ဖြစ်ပါသည်မကြီးပင်အကိုင်းအခက်နှင့်မကြီးတုံးများကိုရေထဲနှစ်မြုပ်ထားပြီးအပေါ်မှဗေဒံပေများနှင့်ဖုံးအုပ်ထားသောမကြီးချုံပင်ဖြစ်သည်အနံအလျားစတူရန်4000ပတ်လေအငန်း40လေတကွက်ခန့်ရှိမည်ထင်၏သူသည်ဖွဲနှူတောင်းကိုခစောင်းတင်ကကန်းဆက်သို့ဆင်းသွား၏ဖွဲနှူတောင်းထဲမှဖွဲနှူလက်တဆုပ်နှိုက်ယူလိုက်ပြီးနောက်ခြုံ၏အလဲတွင်ဗေဒံပေများမရှိသဖြင့်ရေပြောင်ဖြစ်နေသောနေရာသို့လှမ်းပတ်ကျဲဖြန့်လိုက်သည်နောက်ထပ်လည်းတဆုပ်ပြီးတဆုပ်နှိုက်ယူကထိုနေရာသို့ပင်လှမ်းပတ်ကျဲဖြန့်နေ၏ဖွဲနှုတ်မှုံကလေးများမှာခြုံ၏အလဲရေပြောင်တွင်ပြန်ဝဲကျလာပြီးနောက်ဘောလောမျောနေသည်သူ့တောင်းထဲတွင်ဖွဲနှုတ်များကုန်မှသူကန်းထိပ်သို့ပြန်တက်လာကရက်ကြည့်နေသည်ရေပေါ်တွင်ဘောလောမျောနေသောဖွဲနှုတ်များအားငါးကလေးများထိုးဟပ်စားနေသည်ကိုမြင်၍သူ့ရင်တွင်၌ပီတိဖြစ်နေသည်တနေရာထဲတွင်မဟုတ်ဘဲနေရာအနှံ့အပြားမှာငါးအမြောင်အများထပွက်ကာဖွဲနှုတ်ကလေးများကိုထိုးဟပ်စားနေသည်ကိုမြင်ရ၍လည်းကျေနပ်နေမိသည်တချီတွင်ငါးကြီးများကဖွဲနှုတ်စားနေသောငါးကလေးများအားဝုံကနေထိုးဟပ်လိုက်သည့်အခါတွင်မူသူ့မျက်နှာသည်ပြုံးကြီးဖြစ်သွားတတ်၏အာငါခြုံထဲမှာတော့ငါးကြီးရောငါးလေးရောတော်တော်များများရောက်နေပါဘောကလားပင်မန်းကြကျိုးတော့နှက်ပြီပေါ့ဝမ်းမြောက်ခြင်းဖြင့်ပြုံးမိသည်ကန်းဆက်တစ်ချောင်းခြုံတွေကပေါ်များလှသည်ဖြစ်ရာငါးတွေမှလည်းအပြန့်အနှံ့ဖြစ်နေသည်သို့တော်သူ့ခြုံမှာအစာကိုမှန်ကျွေးနေသောခြုံဖြစ်၍အခြားခြုံမှငါးများပင်သူ့ခြုံတွင်သို့ကူးပြောင်းကပျော်ပိုက်စွာခိုအောင်နေခြင်းဖြစ်ရမည်ပြီးတော့သူ့ခြုံနေရာမှာငါးများနှိမ့်ချိုက်စွာခိုအောင်နေတတ်သောအိုင်ရှိသည့်ကန်းဆက်တွင်ဖြစ်၍လဲချောင်းရိုးတစ်ခုလုံးမှငါးများအားလုံးသူ့ခြုံထဲ၌သာခိုအောင်နေရမည်ဟုပင်လောဘတကြီးတွေးမိသည်ပင်မန်းကျိုးဖြင့်နှက်တော်မီဝမ်းမြောက်ခြင်းဖြင့်ပြုံးမိသည်ဝုံဖွမ်းငါးပတ်ကြီးတကောင်ကဖွဲနှုတ်စားနေသောငါးကလေးများကိုထိုးဟပ်လိုက်ရာရေပေါ်သို့တထောင်ခန့်မြောက်တက်လာသဖြင့်ငါးပတ်ကြီးကိုသူမြင်လိုက်ရ၏ချစ်သူကြီးသားကလေးအားပထမဆုံးအကြိမ်နဖူးတွေဒူးတွေတွေ့ဆုံလိုက်ရသလိုသူ့ရင်ထဲ၌ဒိတ်ခနဲဖိုခနဲဖြစ်အောင်ပီတိတွေဝေသွား၏မဲစေတို့ခြုံနဲ့ခုလိုငါပေါ်ပုံမျိုးနဲ့ဆိုရင်ဒီနှစ်တို့တော့ကြွေးကြီးဆက်ပြီးပေါ့ကွယ်အတွေးဖြင့်ကျင်းတဲ့နေစမှာပင်ငရံကြီးတကောင်ကရေထဲမှဝုန်းကနေနေအောင်ထခုန်လိုက်ပြန်၏ထိုငရံထခုန်လိုက်သောအချိန်ဖြင့်ငွေရောင်ဖွေးနေသောငဖယ်အောင်3-4ကောင်ကလန့်ဖြတ်ပြီးခုန်လိုက်ပြန်ရာရေမျက်နှာပြင်ပေါ်မှဖွဲနှုတ်ကလေးများကိုစားနေသောငါးကလေးများမှလည်းကြောက်လန့်တကြားကိုယ်တန်တိတ်ဆောင်သွားကြရာရေမျက်နှာပြင်မှာတည်ငြိမ်ရာမရရှာပဲတသေးသေးလှုပ်ရှားသွားလေသည်သူ့ခြုံထဲ၌ငါးအနှဲအများကိုဒီများလောက်အကဲခတ်လင်လုံလောက်ပေပြီယခုသူ့ခြုံအတွင်း၌ငါအတော်ကလေးများနေပြီကိုဒိဋ္ဌသိရပြီဖြစ်ရာနတ်ဖန်ကိုပိတ်ဆို့ဖမ်းမှုအချိန်တော်ပေပြီသူသည်ကျေနပ်သောစိတ်ထားဖြင့်နေအိမ်သို့လမ်းလျှောက်ပြန်လာ၏ရင်ကိုကော့၍ခေါင်းကိုမော့ကာခြေလက်မှန်မှန်နင်းပြီးခတ်ကြွားလျှောက်ပြန်ခဲ့၏ကိုလေးဖိုးကုံတို့အိမ်ရှိတွင်အခါတိုင်းနှင့်မတူတမူထူးနေသောသူအားကိုလေးဖိုးကုံကခပ်ပြုံးလှန့်ကြည့်နေရင်မှတောင်းစိန်တယောက်တော့သူ့ခြုံထဲငါတော်တော်တွေ့လာတဲ့ထင်နေဟဲ့ဟုအိမ်ကြီးချင်းများအားခက်ကြဲပြောလိုက်တဲ့ကိုသူကြားလိုက်ရတော့လဲမကြားသလိုမသိသလိုဟန်မပြတ်လျှောက်လာခဲ့၏သူ့အိမ်ရှိအရောက်တွင်အိမ်တွင်သို့ရုတ်တရက်မဝင်မဲလမ်းမ၌ပင်ဇုံရက်ခါ
အိမ်ကြီးချင်းများကြားလောက်သောအတန်ဖြင့်မဲစိန်အားအော်ဟစ်ပြောလိုက်လေသည်ဟေးမဲစိန်ရွာလေကကိုပေါတူးရဲ့ဂုံဒီပိုက်ကိုတွားငှားစမ်းနတ်ဖန်ကိုခြုံစိုးဖို့တေချာနေပြီလို့ဂုံဒီပိုက်ကိုဘသူမှလက်မကူးပါနဲ့လို့နတ်ဖန်ကိုမငားနိုင်သေးဘူးစောင့်မအောင်ဘာညာဆိုရင်မစောင့်နိုင်ဘူးခြုံထဲမှာငါအတော်များနေတော့အမိဖမ်းရမှာမို့နတ်ဖန်ဆက်ဆက်ရမှာဖြစ်မယ်လို့ပြောဒါနဲ့မှဂျေးများနေသေးရင်ပိုက်ခါကိုငွေ30မဟုတ်15ချက်အထိပေးမယ်လို့ပြောကွာရင်ငုံသမား2ဦးနဲ့ပိုက်ရှင်ကိုလည်းအရက်အဝတိုက်မယ်လို့ပြောကြားလားနတ်ဖန်ဆိုရင်နတ်ဖန်တော့တပတ်ဖိန်းရွဲမဖြစ်ဘူးဘုံကြီးเจ้าမှအာယုံတက်ဝတ်တက်အုံမောင်းခောက်တန်ကြားရသောအခါကိုတောင်းစိန်လန်လို့လာ၏ခါတိုင်းဆိုရင်ဒီအချိန်အိတ်ကောင်းသောအချိန်ဖြစ်၍အိယာမှထားဖို့စိတ်ကူးပင်မထဲခဲ့သို့တော်ယခုတစ်ချိန်တွင်မူသူသည်အိယာထဲ၌အပြင်းမဆန်ပဲချက်ချင်းပင်ထားလိုက်၏ယနေ့ကသူ့ခြုံကိုပိတ်ဆို့၍ငါးများကိုဖမ်းယူရမည်နေ့ဖြစ်သည်သူ့ခြုံအတွင်း၌ငါတော်တော်များများမြင်ခဲ့ရသည်ဖြစ်သောကြောင့်လဲခြုံဆိုးမည်နေ့နှင့်ဤခြုံဆိုးမည်အချိန်ကိုသူစိတ်ဆောနေခြင်းဖြစ်သည်ထို့ကြောင့်ပင်တခါမှမနိုးဘူးသောအချိန်တွင်နိုး၍တခါမှမထားဘူးသောအချိန်သူထားလိုက်ခြင်းဖြစ်သည်သူ့ခြုံကိုပိတ်ဆို့ဖို့မှာအလုံးအသင့်ဖြစ်နေလေပြီညာဦးကလေးကပင်အသက်ပြားငွေ30နှင့်ငှားလေရှိသောကိုပေါတူး၏ဂုံဒီပိုက်ကို15ချက်အထိတိုးပေးကမရမနေငှားရမ်းခဲ့ပြီးသူ့ခြုံရှိရာကန်းဆက်သို့အရောက်ပို့ထားခဲ့ပြီးပြီကိုလေးဖိုးကိုနှင့်ကိုလူမောင်ကိုလည်းသူ့ခြုံဆိုးသည့်အခါတွင်ကိုညီညာလောက်ကန်ရန်ဖိတ်ကြားထားပြီးပြီယခုဆိုရင်ကိုလေးဖိုးကိုနှင့်ကိုလူမောင်ကိုနှိုးကသူ့ခြုံကိုတွားရောက်ပိတ်ဆို့ရန်အချိန်တန်ပြီအမတ်မထင်ပင်ညတုန်းကကိုလူမောင်နှင့်သူအငင်းပွားခဲ့ရသောကိစ္စတစ်ခုကိုတွား၍တတိယမိသည်ကိုလူမောင်ကသူ့ခြုံကိုမိုးစင်စင်လင်းမှပိတ်ဆို့ဖို့အကြံပေး၏သူကထိုအကြံပေးချက်ကိုလက်မခံဘဲမိုးမလင်းမီဝေလီဝေလင်းအချိန်ကစ၍ပိတ်ဆို့မည်ဟုတထစ်ချဆုံးဖြတ်ထားသောအတန်ဖြင့်ပြောခဲ့သည်သူကွာပြောခြင်းမဟုတ်သူ့၌လုံလောက်သောအကြောင်းရှိသည်တကယ်ဆိုတော့သူ့ခြုံအကြောင်းသူပိုသိသည်သူ့ခြုံတွင်၌ငါးမျိုးစုံရှိုံသာမကငဖယ်ကလည်းအတော်များသည်အင်းငဖယ်များမှာမိုးလင်းတီနှင့်တပြိုင်နက်ခြုံတွန်း၌မနေတော့ဘဲအပြင်သို့အစာရှာထွက်တက်ပြီးမိုးခြုံမှခြုံထဲသို့ပြန်ဝင်သည်အကယ်၍မိုးစင်စင်လင်းမှသူ့ခြုံကိုပိတ်ဆို့ပါကအင်းငဖယ်များကိုမိလိုက်တော့မည်မဟုတ်မိုးမလင်းမီဝေလီဝေလင်းအချိန်ကစ၍ပိတ်ဆို့မှသာအင်းငဖယ်များပါတပါလဲမိနိုင်မည်ဤအချက်ကိုမသိသောကိုလူမောင်ကပင်သူ့ကိုငေါ့လိုက်သေးသည်အေးမင်းချုံမို့မင်းအမင်းဘယ်ချိန်ပိတ်တို့ကအကြံပေးရုံအပြင်ဘာတတ်နိုင်အောင်မလဲတဲ့သူကဘာနားလေလို့လဲသူဒီတစ်ချက်မြတန်းဝေလိုက်ပြီးနောက်သူအနီး၌အိမ်မောကျနေသောမေစိန်ကိုပုတ်နှုတ်လိုက်သည်မေစိန်နိုးလာသောအခါတွင်ထမင်းဟင်းကိုစောစောချက်ပြီးပို့ရမှားထားခဲ့ပြီးနောက်အိမ်မောမှဆင်းကကိုလေးဖိုးကွန်နှင့်ကိုလူမောင်ကိုတွားနှုတ်၏ကိုလေးဖိုးကွန်မှအလွယ်တကူနိုး၍ချက်ချင်းပင်ထလိုက်လာခဲ့တော်လဲကိုလူမောင်ကိုမူကားအချိန်အတော်ကြာအောင်နှိုးယူရသည်ထလာပြန်တော့လဲပြင်းရည်ရည်နှင့်အီလေးကြီးဆွဲလို့စိတ်မရှိစေရပြာသူလမ်းမို့ခိုက်ခိုက်တုံအောင်ချမ်းလာတဲ့ဖြင့်၃ယောက်သားစကားမပြောအားပဲခတ်ကိုကလေးရှောက်လာ၏ကိုတောင်းစိန်၏ခြုံရှိရာကန်းဆက်သို့ရောက်သောအခါမိုးစင်စင်လင်းလူပေပြီကိုတောင်းစိန်ကအချိန်ကိုအနှဲငယ်ကလေးမျှမဖြုံးဝင်တော့ပဲချက်ချင်းပင်ပိတ်ဆို့ရန်ပြင်ဆင်ရ၏မိုးလင်းသွားပါကသူ့ခြုံထဲမှငဖယ်များထွက်သွားတော့မည်ဖြစ်ရာနှောင့်နှေးနေ၍မဖြစ်တော့သူသည်ကိုလေးဖိုးကွန်နှင့်ကိုလူမောင်အားယခုချက်ချင်းပိတ်ဆို့တော့မည်ဖြစ်ကြောင်းကြေညာလိုက်ပြီးနောက်ခြုံအနီးတွင်စိုက်ကပ်ထားသောလေကြီးတစ်စင်းပေါ်သို့လှမ်းတက်လိုက်သဖြင့်ကိုလေးဖိုးကွန်နှင့်ကိုလူမောင်လည်းထိုလေကြီးပေါ်သို့တက်လိုက်လာရ၏ထိုလေကြီးပေါ်တွင်ကကိုပေါတူးထံမှ15ချက်ပေး၍ငှားထားရသောဂုံဒီပိုက်ကြီးကိုအသင့်တင်ထားပြီးရှိနေသည်ကိုလူမောင်သည်ပဲ့ကင်ပေး၍ကိုတောင်းစိန်နှင့်ကိုလေးဖိုးကွန်ကလေးလံလာသောဂုံဒီပိုက်ကြီးကိုခြုံပတ်လေတလျှောက်ရှိရေထဲသို့ဆွဲချကာပိတ်ဆို့ဝိုင်းဝန်းလိုက်သည်ဂုံဒီပိုက်ကြီးမှာခြုံ၏အနံအလျားနှင့်တိုင်းထွာပြုတ်လုထားသည်ဖြစ်ရာခြုံပတ်လေတလျှောက်ကိုဝိုင်းပတ်ပိတ်ဆို့နိုင်အောင်ဂိုက်60ခန့်ရှည်လျား၏ထိုဂုံဒီပိုက်၏အောက်ခြေတွင်ခြေမခန့်အလုံးအထည်ရှိ၍ဂိုက်60ခန့်ပင်ရှည်လျားသောတန်ကြိုးကြီးကိုအောက်နားအဖြစ်တက်ချီထားသည်ဖြစ်ရာရေအောက်ရှိမြေကြီးနှင့်ထိုတန်ကြိုးတက်ချီထားသောဂုံဒီပိုက်အောက်ခြေမှာဆယ်ရွေးကိုက်အောင်မြဲမြဲထိကပ်လျက်ရှိသဖြင့်ငါးများသည်ရေအောက်မှတိုးထွက်နိုင်တော့မည်မဟုတ်ပြီးတော့ဂုံဒီပိုက်၏အစောင်းအမြက်မှာလဲ9000စီအနံရှိသောဂုံဒီချောနှစ်ခုကိုဆက်ချုပ်ထားရုံမျှမကအပေါ်မှ6000ခန့်အစောင်းရှိသောကျင်းတီကျိုးပိုက်ကွက်ကိုတက်ဆင်ထားသေးသည်ဖြစ်ရာအားလုံးဂုံဒီပိုက်၏အစောင်းမှာ16တောင်ခန့်မြင်မာနေသည်ရေ၏အစောင်းမှာ8တောင်ခန့်ထား၍ဂုံဒီပိုက်တင်းတင်းရင်းရင်းမရှိဘဲအိုက်ချနေသည့်အတွက်2တောင်ခန့်ထားလျင်
ကြံရှိသည့်ဂုံဒီပိုက်၏အဆောင်6000ခန့်မှာရေမျက်နှာပြင်ပေါ်သို့မြင့်တက်လျက်ရှိရမည်ဖြစ်သည်ဖြင့်ခြုံထဲမှငါးများသည်ပိုက်ကိုလွတ်အောင်ခုန်တက်နိုင်တော့မည်မဟုတ်ဒီနေ့ဖြင့်ခြုံထဲမှငါးများသည်ဝင်းပတ်ထားသောဂုံဒီပိုက်အတွင်းမှလွတ်ကဲအောင်မြည်သည့်နင်းနှင့်မျှဖောက်ထွင်းထွက်နိုင်လိမ့်မည်မဟုတ်တော့ကိုတောင်းစင်သည်ကြည်ကြည်နက်နက်ကြီးပြုံးလိုက်ခါပိုင်နေဘေးတွင်လက်နားတိုင်များကိုခိုင်ခိုင်မြဲမြဲဖြစ်အောင်လိုက်၍စိုက်ထူနေ၏ထိုလက်နားတိုင်များကိုစိုက်ထူ၍ဂုံဒီပိုက်အထက်ပြားနှင့်လက်နားတိုင်ကိုပူးတွဲချီနှောင်ထားမှသာလျှင်ပိုက်သည်အောက်သို့လျှော့ကြမလာဘဲခတ်တင်းတင်းခတ်ဆန်ဆက်နှင့်ခတ်မမတ်ရှိနေမည်ဖြစ်သည်တိုင်နဘေးတလျှောက်လက်နားတိုင်10တိုင်ခန့်စိုက်ထူ၍ပိုက်အထက်ပြားနှင့်လက်နားတိုင်ကိုပူးတွဲချီနှောင်ပြီးမှသာလျှင်သူကျေနပ်ရနာလိုက်သည်ဤသည်နောက်၌ကားသူတို့အဖို့ခိတ္တအားလက်ခွင့်ရသွားတော့သည်ခြုံကိုဂုံဒီပိုက်ဖြင့်ပိတ်ဆို့ဝမ်ဝန်းပြီးလျင်ပိုက်တွင်းရှိခြုံထဲမှဗေဒာပင်များမကြီးပင်အကိုင်းအခက်များနှင့်မကြီးတုံးများကိုကန်းဆက်ကုန်းပေါ်သို့တည်တင်ရမည်ဖြစ်သည်သို့သောဤလိုစောစောစီးစီးအချိန်တွင်ဤဟာများကိုရေထဲဆင်းပြီးတည်တင်ရမည်မှာလွန်စွာပင်ချမ်းလိမ့်မည်ပြီးတော့မိုးမလင်းတတ်သေး၍မမြင်မကန်းနှင့်စမ်းတဝါဝါဖြစ်နေလိမ့်မည်နေထွက်ချိန်အထိသူတို့စောင့်ဆိုင်နေရအောင်မည်ဒီကြားတဲ့ကိုလေးဖိုးကွန်နှင့်ကိုလူမောင်တို့လှုပ်အားရှိသွားအောင်အရက်ဝိုင်းဖွဲ့လိုက်ကမကောင်းပါလောအချမ်းပြေလေးပေါ့လေသူတို့ဒီပျော်ရွှင်ရေမောစွာပင်အရက်ဝိုင်းဖွဲ့ရန်ကုန်းပေါ်သို့ပြန်တက်လာကြသည်စောင်းလေသည်တဝီဝီနှင့်အပြင်းတိုက်ခတ်နေသည်ချောင်းတဲ၌လှိုင်းတဘိုးတို့သည်ထကြတောင်းကြနေ၏မြူနှင်းကလေးများသည်စောင်းလေကိုခိုးစည်းကပြန်ဝဲနေသည်ချမ်းအေးလှသည့်စောင်းလှပြသို့ကိုတောင်းစိန်၏ခြုံရှိရာကမ်းထိန်၌ကြီးမားသောကုတ်ကိုပင်ကြီးတပင်ရှိသည်အကိုင်းအခမ်းများမှဝေစာစီကားလှသဖြင့်တဘာဝကဖန်တီးထားသောထီးကြီးပမာအရေးအာဝါဒကောင်းလာသည်တဝေဝေတိုက်ခတ်နေသောစောင်းလေကြောင့်တင်းရွက်ကလေးများကတေးဂီတကိုတီးကျူး၍နွဲ့လျာသောအကိုင်းအခမ်းများကရိမ့်ကာနေကြသည်သို့သောကြီးမားတောက်ခိုင်လာသောပင်စီပင်မာကြီးမှမူရင့်ကျက်သောအိမ်တွေဖြင့်တည်ငြိမ်စွာရက်တည်ရှူစားနေသည်ကိုတောင်းစိန်တို့လူစုကားချမ်းလွန်လာသဖြင့်လေကွယ်ရာကုတ်ကိုပင်ကြီးနဘေးသို့ပြေးကပ်ကြရ၏နောက်တဲကိုင်းအချောင်များဖြင့်ကောက်ရိုးများကိုစူပေါင်းကာမိဖို့ပြီးမိထိုင်လှုံရ၏ဟေးတောင်းစိန်ရဲ့တကယ်ချမ်းပြီလို့ဆိုရင်စောင်ချုံလို့လည်းမလုံဘူးမိလုံလို့လည်းမလုံဘူးဒါတွေကအပြင်အပကအေးအေးကိုသာနှွေးအောင်တတ်နိုင်ပေမဲ့အတွင်းကစိတ်ပြီးချမ်းလာတဲ့အချမ်းကိုတော့ဒါတွေနဲ့မရဘူးကွဒီတော့ထုံးစံအတိုင်းအလုတ်ရှိတာကိုခက်မြန်မြန်လှုပ်ပေါ့ကွာကိုလေးဖိုးကွန်ကအေးဆန်လျက်ရှိသောသူ့လက်ဘဝနှစ်ဖက်ကိုမိတော့ဝဲကင်မြရင်းကိုတောင်းစိန်တို့လှမ်းပြောလိုက်၏ကိုလေးဖိုးကွန်၏စကားများထဲမှထုံးစံအတိုင်းဟူသောစကားမှာအင်မတန်အတိတ်ပဲလေးနေသည်မြေသူ၏ခြုံကိုပင်ပိတ်ဆို့ထိုပိတ်ဆို့သောနေ့တွင်ခြုံရှင်ကကူညီညာလောက်ကင်သူများနှင့်ရင်ကုန်သမားနှစ်ဦးကိုအရက်အဝတိုက်ရသောထုံးစံရှိသည်ကိုလေးဖိုးကွန်၏ထုံးစံအတိုင်းကဤထုံးစံကိုရည်ရွယ်၍ပြောခြင်းဖြစ်သည်ကိုတောင်းစိန်ကလည်းချက်ဆိုရင်ငကွက်ကမိတော့သူဖြစ်ပါ၏ဟုတ်ကဲ့စိတ်ချပါရပါစေမယ်ဒီနေ့ဒီရက်ခြုံဆိုးတော့မယ်ဆိုတာတေချာနေလို့ညတော့ကအမှန်ရဲ့ဘုံဆိုင်မှာအရက်6ပလင်းကိုခြုံပေါ်ပေးနဲ့အကျွေးယူပြီးလုံခြုံတဲ့နေရာမှာဝှက်ထားပြီးသားပါအခုပဲသွားယူပေးပါမယ်ပြောဆိုပင်ကိုတောင်းစိန်သည်ပေါ်ပါစွာထားရက်လိုက်ခါအနည်းရှိခြုံရွယ်ပေပေါင်းများအကြားတွင်သူဝှက်ထားသောအရက်6ပလင်းအနက်မှအရက်ဒဗလင်းနှင့်ဟင်းတောက်ပကံလုံးတစ်လုံးကိုတွားယူလာ၏ဒါမျိုးကြတော့ကျွန်တော်လည်းလက်နေတယ်လို့မဟုတ်ပါဘူးဗျအရက်ကတောက်ချင်တာကြားလာပြီဒါပေမဲ့အလွတ်မဲ့သွားတော့ရင်မဲစင်စုမှာဆိုလို့ဒီခြုံစုမဲ့နေ့ကိုစောင့်ရတာကြာပြီကောဗျာခုလိုအလုတ်ကလေးအကင်ကလေးနဲ့ငွေဝင်လန်းလေးရှိတော့အခါမျိုးအလုတ်ကိုပင်ပင်မမှန်လောက်ရမယ်အခါမျိုးမှာတောက်ရင်တော့မဲစိန်ကမဆူပါဘူးသူဒီအရက်ပလင်းနဲ့ဟင်းတောက်ပကံလုံးကိုကိုလေးဖိုးကွန်နဲ့ကိုလူမောင်တို့အကြားတွင်ချပေးရင်ပြောလိုက်သည်ကိုလေးဖိုးကွန်နဲ့ကိုလူမောင်လဲမင်းအကြောင်းသိပါတယ်ကွာဟူသောသဘောမျိုးဖြင့်ဘာတခွန်းမှပြန်မပြောဘဲပြုံးပြဲပြဲသာလုံနေကြ၏တယောက်တစ်ခွက်ဖြင့်ခွက်လက်တောက်ချလိုက်ရာတခဏအတွင်းမှာပင်အရက်ဒဗလင်လုံးတက်ပြောင်တော့၏ကိုလူမောင်ကအာသာမပြေသေးသလိုကိုတောင်းစိန်ကိုလှမ်းကြည့်ကာလွတ်နေသောပလင်းခုံကိုမျက်စာပြပြလိုက်၏သို့သောကိုတောင်းစိန်ကခတ်အင်းအခုတော့အမည်မရှိဘာမရှိနဲ့အချမ်းပြေတလောက်တဲလိုက်ရရင်တော်ရောပေါ့ဗျာနောက်ရင်ကုန်သမားတွေရောက်လာတဲ့အခါမှအမည်နဲ့အကြက်အာနာတချီထက်ပြီးလှည့်ကြသေးတာပေါ့ကိုတောင်းစိန်ကအင်မတန်ဝေါဟာရကျွဲသူဖြစ်သည်အရက်တောက်သည်ဟူသောဝေါဟာရကိုပင်အရက်ကလေးတဲလိုက်ရအောင်ဟူ၍၎င်းအရက်ကလေးလှည့်လိုက်ရအောင်ဟူ၍၎င်း
အမျိုးမျိုးလှည့်ပတ်ပြီးသုံးဆွဲနိုင်သူဖြစ်သည်မိုးစင်စင်လင်းပေပြီသို့တော်လေထံတွေ၎င်းနှင်းကလေးများတဖွဲဖွဲကျနေ၍၎င်းချမ်းလွန်လာသဖြင့်သူတို့မိဘုံအနားမှမခွာနိုင်ကြသည်နေရထွက်ကိုသာစောင့်နေကြ၏ကိုလေးဖိုးကွန်ကမိရှင်ရော့သွားသောမိဘုံကိုထိုးဆွကာတေကိုင်းကြောင်များထက်ထက်ပေးနေရင်းကကိုတောင်းစိန်တို့လှမ်း၍ဟဲ့တောင်းစိန်မင်းခြုံသုံးခြုံကိုအားလုံးအရင်ဘလောက်ဝင်တယ်လဲဟုတ်မေးလိုက်၏ရွာဖျားကကိုတာကြီးရဲ့မကြီးပင်ကြီးတွေကိုငွေအစိပ်ပေးဝယ်ပြီးခြုံချတာအဲ့ဒီခြုံသုံးခြုံရတယ်အဲ့ဒီမကြီးပင်ကြီးကိုလှည့်ပြီးအကိုင်းအခက်တွေကိုဖျက်မကြီးတုံးတွေကိုလွှတ်နဲ့ဖျက်ပြီးဒီအရောက်တည်ယူရာမှာကိုညီပြီးလှုပ်ဖို့လူတစ်ယောက်ကို9ချက်ပေး9ရတော့အားလုံး30လောက်ပဲအရင်ဝင်ပါတယ်ဒါပေမဲ့တောင်သူလယ်သမားတွေကကျွန်တော်တို့ခြုံသမားတွေဟာဗေဒါပင်တွေကိုမွေးထားလို့ဗေဒါပင်တွေတနေ့တခြားပွားများလာပြီးတနေ့ကျရင်ဒီဗေဒါပင်တွေဟာသူတို့လယ်ယာတွေကိုဖျက်ဆီးပစ်ပါလိမ့်မယ်ဆိုပြီးလယ်သမားအစည်းအရုံးကတဆင့်ရုံးမှာတရားစွဲလိုက်လို့ကျွန်တော်တို့ခြုံသမားတွေကိုရုံးကဆင့်ခေါ်ပြီးတချုံကိုဒဏ်ငွေ30တက်လိုက်တယ်လေကျွန်တော်က3ချုံကိုငွေ30ဆောင်လိုက်ရတော့အားလုံးငွေ60အရင်ဝင်သွားတာပေါ့ဗျာအေးတို့ခြုံသမားတွေကလည်းစီကမ်းမရှိဘူးကွာကိုခြုံကိစ္စပြီးတယ်ဆိုရင်ဗေဒါပင်တွေကိုကုန်းမော်ဆွဲတင်အချောက်ခံမိပုံရှို့ပြီးအစာတုံးလုပ်ပြလိုက်ပါအခုတော့ဒီလိုမဟုတ်ပောင်ကွာကိုကိစ္စပြီးရင်ပြီးရောဘသူဘာဖြစ်ဖြစ်ဆိုပြီးဗေဒါပင်တွေကိုချောင်းယူတဲ့မျှော့လွတ်လိုက်တော့အစမတန်ပွားကုန်တာပေါ့ကွာမိုးတွင်းလည်းရောက်ရောဒီဗေဒါပင်တွေဟာလေကွင်းထဲကိုဝင်ပြီးကောက်ပင်တွေကိုဖျက်ဆီးပြေရောဒီတော့လယ်သမားမျက်နှာကိုကြည့်ပြီးအလုတ်လုံနေရတဲ့အစိုးရကလည်းလယ်သမားကိုထီတော့တို့ကိုမညာပဲတွေ့တော့မှာပေါ့ကွာဘသူမပြုတ်မိမိမှုလို့အိမ်ကငါမိမမပြားကြီးခဏခဏပြောတဲ့အတိုင်းပေါ့ကွာမိုးစင်စင်လင်းယုံမြမကနေကလေးပင်ထွက်ပြူစားပြုတ်ပြီးဖြစ်သောကြောင့်သူတို့စကားလက်ဆဖြတ်လိုက်ကြကအလုံးလုံးရန်ပြင်ဆင်ကြသည်နေကထွက်ပြူလာပေပြီထွက်ပြူစားဖြစ်ယုံမြမကစောင်းနေမှုနေကြီးမှနှုလာပါသေးသည်ဤနေကြီးနုကလေးများဖြင့်ကိုတောင်းစိန်တို့အားအေးတမကာကွယ်နိုင်စွမ်းမရှိပါသို့သောကိုတောင်းစိန်တို့မှာမီးလုံလိုက်ရသဖြင့်အချမ်းများပြေပြောက်သွားပြီမိတော့အရက်ကလေးကိုတောက်လိုက်ရ၍လဲရင်ထဲဝမ်းထဲ၌ပူနှင်းနေပါသည်တို့ကြောင့်သူတို့ကအေးတံကိုဘာမထီအချမ်းကိုလည်းခံနိုင်ပါပြီ၃ယောက်သာဂိုနီပိုက်ဝိုင်းထားသောခြုံအတွင်းရေထဲသို့ဆင်းကာဗေဒါပင်များကိုကုန်းပေါ်ပြစ်တင်ကြ၏မူလကတစ်ကိုင်းတစ်ခတ်နှင့်တစ်တုံးများအကြားတွင်ရိမ်သက်စွာခိုအောင်နေကြသောငါးများမှလည်းဤကဲ့သို့လူစင်း၍မှွေလိုက်သောအခါတွင်ခိုအောင်နေရာမှထွက်ခါတဝုံဝုံထကုန်နေကြသဖြင့်စူညံနေသည်ဟာတောင်းစင်ရဲ့မင်းကြုံတဲ့ကငါတကယ်များပါလားမနေ့တုန်းကတော့မင်းကြွားနေတာမှတ်လို့အခုမှငါတကယ်များမှလက်တွေ့သိရတယ်မင်းတော့ကော်ပြီကိုလေးဖိုးကွန်ကတဝုံဝုံထကုန်နေသောငါးများကိုကြည့်ကပြောလိုက်သဖြင့်ကိုတောင်းစင်ကခတ်ကြွားကြွားလေးပြုံးလိုက်ခါငါများမှာပေါ့ဗျကျွန်တော်ခြုံကသူများခြုံတွေလိုတစ်ကိုင်းလေးတစ်ခတ်နှစ်ခတ်တစ်တုံးလေးတစ်တုံးနှစ်တုံးလောက်နဲ့ဖြစ်ကြတဲ့ဇန်ချထားတဲ့ခြုံမဟုတ်ဘူးဗျတစ်ကိုင်းတစ်ခတ်အလုံးအလောင်းနဲ့ချထားတဲ့ခြုံမို့ငါများများခိုးအောင်နေနိုင်တာပေါ့ဗျပြီးတော့ကျွန်တော်ကခြုံကိုအစာမှန်မှန်လဲကျွေးတယ်ကျွန်တော်ခြုံချတဲ့နေရာကလည်းငါမကြိုက်တဲ့ဗျမှာမဟုတ်ပဲငါတွေသဘောကျတဲ့အိုင်ရှိတဲ့ကျင်းစက်မှာဆိုတော့ငါမများပဲနေနိုင်ရောလားဗျဗေဒါပေများအကုံအစင်ကုန်းမော်သို့ပြစ်တင်ပြီးသောအခါမကြီးကိုင်းနဲ့မကြီးတုံးများကိုရေထဲ၌စမ်းသပ်ရှာဖွေကာကုန်းမော်သို့တည်တင်ကြပြန်၏မကြီးကိုင်းနဲ့မကြီးတုံးများအားလုံးတည်တင်၍ပစ္စည်းသွားသည့်အခါတွင်မူကားငါးများမှာခိုအောင်ရန်နေရာမကြံတော့သဖြင့်အိမ်နေရမနေနိုင်တော့တဖြောင်းဖြောင်းနေအောင်ထခုန်နေကြ၏အချို့မခုန်နိုင်သောငါးများကပွားစီဖြင့်ရေမျက်နှာပြင်ပေါ်၌ထပွက်နေကြရာဤငါးပွက်များကိုကြည်ရင်ကိုတောင်းစင်၏ရင်ထဲ၌ဖိုးချိုင်းတုပ်ဖြစ်နေတော့၏ခြုံထဲ၌ရှိသောဗေဒါပင်များနှင့်တစ်ကိုင်းတစ်တုံးများအားလုံးအကုန်တည်တင်ပြီးပြီဖြစ်၍သူတို့ကုန်းပေါ်သို့ပြန်တက်လာကြ၏သူတို့တကိုယ်လုံးရေစုံနေုံမျှမကနွန်နယ်များပေကြံလျက်ရှိသဖြင့်ရှုမကောင်းအောင်အယုတ်ဆိုးနေသည်ချမ်းလွန်၍လည်းခိုက်တုံနေကြ၏သူတို့သည်နောက်ထပ်အရက်ဒဗလင်းကိုဆွဲ၍မိဘုံအနီးတွင်ထိုင်ကြပြန်သည်ကိုတောင်းစင်သည်သူ့ကပိုက်အိတ်ထဲမှပဇွန်တုပ်ကြီး9ကောင်ကိုထုတ်လိုက်သည်ဤပဇွန်တုပ်ကြီး9ကောင်မှာခြုံထဲမှတက်ကိုင်းတက်ခတ်များကိုစမ်းသပ်ရှာဖွေရင်းမှဖမ်းမိထားသောပဇွန်တုပ်ကြီးများဖြစ်သည်ပဇွန်တုပ်ကြီးများကိုမိဖုတ်ပြီးအရက်နှင့်မြည်လိုက်ရရင်စိမ့်ပေါ်သူသည်ပဇွန်တုပ်ကြီးများကိုမိဘုံနှင့်ပြစ်ထည့်ကမိဖုတ်နေသည်ထိုအချိန်တွင်ပိုက်ရှင်ကိုပိုက်တူးနှင့်ရင်ငုံသမား2ဦးရောက်လာကြရာသူတို့၏အရက်ဝိုင်းမှစီကားသွားသည်
မေးပုတ်ထားသောပဇွန်တုပ်ကြီးများမှာနေအောင်တန်းလာ၍အနံကလေးလည်းတင်းပြန်လာသည်ခက်ဆန်ဆန်ရှိနေသောပဇွန်တုပ်ကြီးများ၏ကိုကာယာများမှာလည်းကွေးညွန့်လာသည်ဤကားကြက်ပြီဟုသောအထိတ်အမှတ်ကိုပြသလိုက်ခြင်းဖြစ်သည်မှန်သည်ပဇွန်အကွေးငါအနှွေးဟုစာဆိုရှိသည်မဟုတ်ပါလောကိုတောင်းစိန်သည်ပဇွန်တုပ်ကြီးများကိုမိဘုံထဲမှဆယ်ယူ၍တယောက်တကောင်စီလိုက်ဝေ၏ကိုလေးဖိုးကွန့်ကိုလူမောင်ပိုက်ရှင်ကိုပေါတူးနှင့်ရင်ငုတ်သမား2ဦးဘောင်း9ယောက်ကိုတယောက်တကောင်စီဝေလိုက်ရာသူ့အတွက်ပင်မကြံတော့ပေသို့တော်ရှိပါစေတော့သူမှာကာယကံရှင်ဖြစ်၍နေရာတကာတွင်အနာခံရမည်အယတပလင်းနှင့်ဒီလူ6ယောက်ဆိုလျင်စင့်ပါဇက်နှမ်းပတ်တလောက်သာရှိမည်ဖြစ်၍ကိုတောင်းစိန်သည်ကြံနေသောအယက်4ပလင်းကိုပါယူထုတ်လာရသည်သူသည်ကာယကံရှင်ဖြစ်နေ၍တယောက်တစ်ခွက်စီလိုက်ငယ်ပေးနေရ၏ရင်ကုန်သမား2ဦးမှာပို၍အရေးကြီးသည်ဖြစ်၍အယက်ကိုပိုတိုက်ရ၏ပို၍လည်းမျက်နှာချိုသွေးနေရ၏တောင်းနိုင်သလောက်အဝါတောက်ကြနော်ဘာမှအားမနာကြနဲ့ကိုရင်အမိုက်စီမှာထပ်ပြီးတွားဝယ်ပေးမယ်ကျွန်တော်ခြုံကိုသိမ်းရမှသာစေးစေးဆက်ဆက်နဲ့ငါတကောင်တမိမှအလေလွတ်မရှိအောင်သိမ်းပေးပါနော်ကိုတုံးစိန်ကရင်ကုန်သမား2ဦးအားတယောက်တစ်လှည့်စီငှက်ပေးနေရမှပြောလိုက်၏ရင်ကုန်သမား2ဦးကလည်းကိုယုံကြည်စိတ်ချသောမျက်နှာထားဖြင့်ကိုတောင်းစိန်အားပြန်ကြားလိုက်သည်ဒီအတွက်တော့မပူစားပါနဲ့တောင်းစိန်ရတို့ရဲ့တဲ့ရင်ကိုမင်းလည်းအကြားသားမော်လားအင်မတန်အသိဉာခတ်တဲ့ငကြီးငခုပေါ်တဲ့ခြုံကိုတောင်တကောင်မှမလွတ်အောင်တိတ်လာခဲ့တဲ့သူတွေပါကွာဟေးရေငုတ်တဲ့နေရာမှာပိုက်သိမ့်တဲ့နေရာမှာဆိုရင်ဘိုးမထွားဘူးကွာတမုံအောင်တယောက်လို့သာမှတ်ထင်ထားလိုက်ပါသူတို့၏စကားမှာအားရစရာကောင်းသလောက်သူတို့၏ရုပ်တရံမှာလည်းအားရစရာကောင်းလာသည်တကိုယ်လုံးမဲနိုင်၍တုတ်ခိုင်တန်ဆွမ်းလှပုံမှာကျွဲပေါက်လေးတရှင်းလားဟုပင်ထဲမလောက်သည်ဘဝတွင်ခက်ကြမ်းကြမ်းစားတောင်နေထိုင်လာခဲ့ရ၍ဒူသားပေသားရနေကြပုံရှိသည်ကျမ်းမာတန်ဆွမ်းလှသောသူတို့အဖို့တက်လုံကောင်းပုံလည်းရှိကြသည်ပါရမီပေစွာဤရင်ငုတ်ပိုက်သိမ်းသောအလုတ်မှာအင်မတန်ခဲရင်ပင်ပန်းသောအလုတ်ဖြစ်ရာရှင်သိလိုခွန်အားမျိုးနှင့်ကျမ်းမာတန်ဆွမ်းပြီးတက်လုံကောင်းနိုင်မှလည်းဖြစ်မည်ရေတခါငုတ်လင်15မိနစ်20ကြာအောင်ရေအောက်၌ငုတ်ရှိုးနေနိုင်မည်ဖြစ်ရာတက်လုံမကောင်းသူအဖို့စိတ်ကူးပင်မထည့်ရသောအလုတ်မျိုးဖြစ်သည်ပြီးတော့တခါတရံငုတ်ရခြင်းမျိုးမဟုတ်ဘဲပိုက်သိမ်း၍မပြီးမချင်းတနေ့လုံးလိုရေထဲဆင်းပြီးငုတ်နေရသည်ဖြစ်ရာတော်ယုံတန်ယုံလူဆိုလင်ခံနိုင်ပွဲရာအကြောင်းမရှိရေငုတ်ပြီးသည့်နောက်လဲဂုံဒီပိုက်အောက်ခြေရှိတန်ကြိုးကိုငါးများကိုလွတ်မထွက်နိုင်အောင်မြေကြီးနှင့်ထိကပ်ပြီးကန်းဆက်သို့တဖြည်းဖြည်းဆွဲကာပိုက်ကိုကျင်းလာရသည်ဤလိုအခါမျိုးတွင်ငကြီးငကူစားသောအောင်ငါးများကလည်းသူတို့အနီးတွင်ဝင်းရံကတန်ကြိုးအောက်မှတိုးထွက်နိုင်ရန်အပြင်းအထန်ကြိုးစားတတ်ကြသည်ဖြစ်၍ဤငါးများကိုလက်နှင့်ဖယ်ရှားပြီးအလူအယက်သိမ်းလာကြရသည်ထို့ကြောင့်လည်းသူတို့တကိုယ်လုံးငကြီးများစူးထားသောဒဏ်ရာများမော့မွကျဲနေတတ်သည်ဤဟာများကိုလည်းခံနိုင်ရရှိရမည်စောင်းတွင်ဖြစ်၍တနေ့လုံးရေထဲဆင်းနေရသောအေးဒဏ်ကိုလည်းကြံ့ကြံ့ခံနိုင်ရမည်တကယ်ပင်မလွယ်သောအလုပ်ပါတကားနေကတဖြည်းဖြည်းမြင့်တက်လာပြီးဖြစ်ရာနေကြီးမှလည်းရင့်တဲ့ရင့်လာသည်တပွဲပွဲနှင့်ထူထပ်စွာကျလာနေသောမြို့နှဲများသည်ဖယိုဖယဲနှင့်ပြိုပွဲပြောင်းလွင်ရချေပြီအေးဒီဂရီမှာတဖြည်းဖြည်းကျဆင်းနေ၍အပူဒီဂရီကတဖြည်းဖြည်းမြင့်တက်လာနေသည်ကိုတောင်းစိန်ခြုံမော်ပေးဖြင့်အကျွေးယူထားသောအရက်6ပလင်းကတက်ပြောင်းလေပြီထို့ကြောင့်သူတို့လုပ်ငန်းကိုစရန်ပြင်ဆင်ကြ၏လုပ်ငန်းတာဝန်ကိုလည်းခွဲဝေကြ၏ရင်ကုန်သမား2ဦးကရင်ငုတ်ခါပိုက်ကိုကျင်းလာချိန်တွင်ပိုက်ရှင်ကိုပေါတူးနှင့်ကိုတောင်းစိန်ကပိုက်လက်နားတိုင်များကိုလိုက်ပေးရမည်ကိုလေးဖိုးကွန်းနှင့်ကိုလူမောင်တို့ကတော့အတူအထွာလိုအပ်သောနေရာများ၌ဖြည့်ဆွက်ကူညီပေးကြရမည်ဤသို့လုပ်ငန်းတာဝန်ကိုခွဲဝေသတ်မှတ်ထားကြ၏ချမ်းအေးလာသည့်စောင်းကာလနနက်ခဲ၌ပင်အင်ကြီးမဝဲဖဲကြောပြောင်ကြီးများနှင့်ဖြစ်နေကြသောရင်ကုန်သမား2ဦးသည်ကရောင်းကိုမြောင်လောက်အောင်ကြိုက်၍ပိုင်ဝိုင်းထားသောခြုံအတွင်းရေထဲသို့ခုန်ဆင်းလိုက်ကြ၏နောက်ရေလေဘက်စီ၌ရှိနေသောဂုံဒီပိုက်အဆက်သို့ကူးရက်သွားကာရေအောက်သို့ဆုတ်ခနဲငုတ်သွားကြ၏ချက်ချင်းပင်ရေလေဘက်မှဂုံဒီပိုက်အဆက်မှတဇက်ဆက်ရိမ့်ထိုးလှုပ်ရှားနေပြီးနောက်ကန်းဆက်ဘက်သို့တဖြည်းဖြည်းရွှေမန်းမတိရွှေ့လာ၏ပိုင်ဝိုင်းထားသောခြုံအပြင်ဘက်ရေထဲတွင်ကလေကြီးတစ်စင်းပေါ်တွင်ကိုတောင်းစိန်ကပဲ့ကင်ပေး၍ပိုက်ရှင်ကိုပေါတူးကလှေဦး၌ရက်ခါရွေလျားသွားသောဂုံဒီပိုက်အနီးမှလက်နားတိုင်ကိုနှုတ်ပြီးဂုံဒီပိုက်ရွေလျားသွားသလောက်လက်နားတိုင်ကိုအလိုက်သင့်ရွှေပြောင်းစိုက်ထူပေးနေရ၏15မိနစ်ခန့်ကြာမှရင်ကုန်သမား2ဦးမှတစ်ကြိမ်ပြန်ပေါ်လာ၏သူတို့သည်အောင်ထားရသောဝင်သက်ကိုအဝရှူသွင်းလိုက်ပြီးနောက်မှဂုံဒီပိုက်အပြင်ဘက်၌ရှိနေသောကိုတောင်းစိန်အားအော်ဟစ်ပြောလိုက်သည်ဟေးတောင်းစိန်ရဲ့
မင်းချုံနဲ့ငါးမျိုးကိုစုံလို့ပါလားကွခါတိုင်းပါနေကြငါဘက်ငရက်ဒိုးခေါင်းပြက်နဲ့ကောင်းသေးငါးတွေကိုတော့ဖယ်ထားလိုက်ပါဦးငါဖယ်တွေကလည်းအော်တိုင်းနေတာပဲကွငကြီးတွေဆိုတာလဲပိုက်အောက်ခြေကတန်ကြိုးနားမှာပိုဆုနေလို့ပိုက်သိမ်းရတာတဲမလွယ်ဘူးကွာခိုဝဲဒိုးလက်ကိုငကြီးနှစ်ချက်စီလောက်အစုခံလိုက်ရပြီကွမင်းကော်တလောက်တို့ရင်ကုန်သမားနှစ်ယောက်တော့ခိုက်မှာပါပဲကွာသူတို့ဒီစကားအဆုံးတွင်ဒီမှာကြည်စမ်းမအောင်ဟုနောက်ဖက်တွေ့ကတ်တက်ခါငါးချီဆူထားတဲ့ဖြင့်တွေ့ရရဲဖြစ်နေသောသူတို့လက်များကိုမြှောက်ပြလိုက်၏ကိုတောင်းစိန်မှာရင်ကုန်သမားနှစ်ဦးအတွက်စိတ်မကောင်းဖြစ်သွားတော်လဲသူ့ခြုံနဲ့ငါးမျိုးစုံရှိုံမကငါးပေါ်များကြောင်းသိရ၍ဝမ်းသာသွားမိ၏ဝမ်းသာရမှပင်ငကြီးစု၍ပိုက်ကိုပြီးစလွယ်သိမ့်လိုက်မိကိုလဲတစ်ဖက်မှစိုးရိမ်မကင်းဖြစ်လာပြန်သောကြောင့်အရေးတကြီးတောင်းပန်လိုက်ရ၏ငကြီးစုလို့ဆိုပြီးအဲ့ဒီငကြီးတွေကိုမလွတ်ပစ်ခဲ့ပါနဲ့ဗျာနော်အဲ့ဒီငကြီးတွေပါပအောင်တစိတ်ကလေးစစ်စစ်ဆက်ဆက်သိမ့်ပေးပါလားဗျခမရတို့အတွက်လည်းမနှဲစေရပါဘူးခါတိုင်းခြုံတချုံကိုခမရတို့ရေငုတ်ခပိုက်သိန်းကငွေနှစ်ကျပ်ရတယ်မို့လားအခုကျွန်တော်ကတအူးကို9ချက်အထိတိုးပေးပါမယ်အရက်ကိုလည်းအဝါတိုက်ပါမယ်ဗျာရင်ကုန်သမားနှစ်ဦးကသူစကားကိုသဘောကျသွားသလိုဟဟပပရဲလိုက်ကြ၏သူ၏စိုးရိမ်စိတ်ကလေးပျောက်ကင်းသွားအောင်လဲချက်ချင်းပင်စကားပြန်ကြလိုက်သည်ဟေးတောင်းစိန်ရဲ့ဒိုးနှစ်ယောက်ရဲ့နာမည်ကိုမင်းမေ့သွားပြီထင်တယ်မှတ်ထားကွတယောက်ကတင်ကြီးတဲ့တယောက်ကနန်ကရိုင်းနဲ့တင်ကြီးငံများဟာရေငုတ်တံပြီးငါးဖန်းကျင်လေသလိုနန်ကရိုင်းအမည်ရှိတဲ့ကျွဲသရဝါများဟာလည်းအင်မတန်ရေကြိတ်တဲ့အကောင်မျိုးဆိုတာမင်းလည်းအတီသားပဲမဟုတ်လားရေထဲမှာဆိုရင်ဘိုမထားဘူးဆိုတဲ့သဘောနဲ့ဒီနာမည်တွေကိုတို့နှစ်ယောက်ကယူထားကြတာပဲကွငကြီးစုလို့ငကြီးကိုအရှုံးပေးရမယ်ဆိုရင်ရာဇဝင်ရိုင်းတော့မပေါ့ကွာမွေသေးထိုးတဲ့နေရာမှာနာမည်ကျော်တဲ့ဦးဩဘာသရဲ့တပည့်အစ်စ်တွေမို့ငကြီးအစိတ်လောက်တော့အပျော့ထားတယ်ကွဒါကြောင့်မို့မင်းစိတ်အေးအေးသာထားနေတကောင်တမိမှမကြအောင်သိမ့်ပေးမယ်ရေငုတ်ပိုက်သိန်းကကိုလည်းတိုးပေးဖို့မလိုပါဘူးခါတိုင်းပေးနေကြတယောက်နှစ်ချက်ပဲပေးဒါပေမဲ့အရက်ကိုတော့အဝတိုက်ရလိမ့်မယ်ကွခုလိုအေးပုံမျိုးခုလိုငကြီးစုပုံမျိုးနဲ့ဆိုရင်အရက်မကူပဲမဖြစ်ဘူးဆိုတာမင်းသိတဲ့အတိုင်းပဲဟဲ့ဟိုးစိတ်ချအရက်ဆိုတာစမ်းတာမဟုတ်ပါဘူးခမရတို့လိုတော့ရပါစေမယ်ပြောနေရင်ကြားတယ်ဗျာပြောကိုလူမောင်အမိုက်ဆိုင်မှာကျွန်တော်ကလို့ဆိုပြီးအရက်9ပတင်းလောက်ထပ်ပြီးတွားယူထားလိုက်စမ်းပါဗျာကိုတောင်းစိန်ကသူတို့အားဂရီပေးုံများမကလက်တွေ့ပင်လှုပ်ပြလိုက်တဲ့ဖြင့်ရင်ကုန်သမားနှစ်ဦးမှကျင်းနဲ့သွားကရေအောက်သို့စုပ်ခနဲ့ငုံသွားကြပြန်၏သူတို့တစ်ချိန်ငုတ်လျင်ပိုက်မှလည်းကန်းဆက်သို့အနှဲငယ်ရွေလျားလာသည်ဖြစ်ရာပိုက်လက်နားတိုင်ကိုလည်းတစ်ချိန်ထပ်လိုက်ပေးရ၏ဒီလိုနဲ့ရေငုတ်လိုက်ပိုက်အနှဲငယ်ရွှေ့လိုက်လက်နားတိုင်ကိုလိုက်ပေးလိုက်နှင့်ပိုက်အဝိုင်းမှာတဖြည်းဖြည်းနှင့်ကျင်းမြောင်းလာသည်ပိုက်အဝိုင်းအဝန်းကျင်းမြောင်းလာလေလေငါးများကလန့်ဖြက်ပြီးခုံလေးလေးဖြစ်နေရာတဖြောင်းဖြောင်းနှင့်ဆူညံနေကြသည်အထူးသဖြင့်ငါးပေါ်ငါးလွယ်များဖြစ်ကြသောငဘက်ငဖယ်အောင်ငမြစ်ချင်းငဒိန်းလုံးကပို၍ခုံသည်တမ်းမြင့်ခုံပြိုင်ပွဲတွင်ဘိုးဆွဲနေသောငဘက်များမှာတခါတရံပိုက်ကိုကြော်လွန်အောင်ခုံနိုင်စွမ်းသဖြင့်ပိုက်အပြင်ဘက်ရေထဲသို့ကျကလွတ်မြောက်သွား၏တို့ကြောင့်ကိုလေးဖိုးကွန်ကပိုက်ပတ်လေတလျှောက်လေကြီးများစိုက်ကပ်ထားကခုံစင်အဖြစ်ခံထားရ၏ပိုက်ကိုကြော်လွန်ပြီးကျလာသောငဘက်များမှာထိုလေကြီးများထဲသို့ရောက်ခါရိုက်နှက်ဖမ်းဆီးခြင်းခံရတော့၏ဤနည်းဖြင့်ငဘက်10ကောင်ခန့်ရမိထားသည်ဤငဘက်များထဲမှအကြီးဆုံးတစ်ကောင်ကိုရေးချယ်၍ကိုတောင်းစိန်ကသူ့သားတီလုံးနှင့်မဲစိန်ထံအဖို့လွှတ်လိုက်သည်ငဘက်ကိုဟင်းကောင်းကောင်းချက်ပြီးယူလာရန်လဲအမိန့်ပေးလိုက်သည်နေကအတော်မြင့်တက်လာပေပြီခမန်းကြီးအဖြစ်နနက်10နာရီလောက်ရှိပြီဟုသူတို့ခမန်းကြသည်ရင်ငုတ်သမားနှစ်ဦးကပန်းလာချေပြီနနက်9နာရီလောက်ကစ၍ယခု10နာရီခန့်အထိ3နာရီလုံးလုံးအေးမြန်လာသောရေထဲသို့ဆင်းကတငုတ်ထဲငုံနေကြရသည်ဖြစ်ရာသူတို့တကိုယ်လုံးအေးဆက်၍သူတို့နားမှာမခံမရနိုင်အောင်ကြိုက်ခဲလျက်ရှိချေပြီငကြီးစူးတာလောက်တော့အပြော့ဟုဆိုတော်လဲငကြီးအထက်ထက်အကျဉ်းချင်းစူးတာသဖြင့်သူတို့တကိုယ်လုံးထုံငင်ကြိုက်ခဲစေသည်သူတို့ကပင်မလှပါပြီသူတို့၏ကြိုးစားလှုပ်ဆောင်မှုကြောင့်ပိုက်အဝိုင်းအဝန်းမှာအတော်ပင်ကျင်းမြောင်းလာပြီဖြစ်၍သူတို့အဖို့အနားယူရန်အချိန်တန်ပါပြီရင်ကုန်သမားနှစ်ဦးနှင့်ပိုက်လက်နားတိုင်လိုက်နေသောကိုပေါတူးနှင့်ကိုတောင်းဆယ်ငါဘက်ခုံစင်ခံနေသောကိုလေးဖိုးကိုနှင့်ကိုလူမောင်တို့ပါအနားယူကြရန်ကုန်းမော်သို့တက်လာကြ၏ရင်ကုန်သမားနှစ်ဦးမှာမိဘုံအနီးသို့ပြေးကမိထိုင်လှုံရင်းအရက်ပေးပါဟုအော်ဟစ်နေကြ၏ကိုတောင်းစိန်ကလည်းအလိုက်သိစွာပင်ကိုလူမောင်ယူလာသောအရက်၅ပလင်းထဲမှ2ပလင်းကိုချက်ချင်းယူပေးလိုက်၏နှစ်ယောက်သားစကားတခွန်းမှမပြောနိုင်ပဲတဇက်ဇက်တုံနေသောလက်များဖြင့်အရက်ပလင်းကိုကင်ကပလင်းလိုက်မော့ချကြ၏
ဤမြပြင်းလာသောမိတော်အရက်ကိုပင်အရက်အနားမရှိဘဲတရှိန်လုံးဒပလင်းလုံးပြောင်အောင်ပလင်းလိုက်မော့ချနိုင်ခြင်းမှာအံ့ဖွယ်ကောင်းလေစွာမော့ပြီး၍လွတ်သွားသောပလင်းခုံကိုပြစ်ချလိုက်ပြီးနောက်မေးပြားမှယူစည်းကျလာသောအရက်အနှဲငယ်ကိုလက်နှင့်တုပ်ပြရင်းဟာဟုဗျိုင်တူတတ်မှကြီးချလိုက်ကြ၏ဒီတော့မှသူတို့နှစ်ဦးမှနေသာထိုင်သာရှိသွားပုံရကြ၏သူတို့တကိုယ်လုံးနုံနှင်းများပေကြံလျက်ရှိသည်ဖြင့်နုံလူးထားသောကြွေးကြီးများလားဟုထင်မှလောက်သည်ကိုတောင်းစိန်ကတော့ယခုထက်တိုင်ထမင်းဖို့မရောက်သေးသောမေစိန်အားမျော်တော်ဇောဖြင့်မောနေရ၏ထမင်းစာလှ၍မေစိန်အားမျှော်ခြင်းမဟုတ်တဖြောင်းဖြောင်းတဝုံဝုံဖြင့်စူညံနေသောငါပေါ်များလာသောသူ့ချုံကိုမေစိန်အားပြကာကြွားကျင်လှ၍ဖြစ်သည်သူမျောနေကိုက်မှာပင်မေစိန်သည်ထမင်းတောင်းကိုခေါင်းတွင်ရက်ခါတုတ်သီးတုတ်ပြရောက်ရှိလာသည်သူကမေစိန်ကောင်းပေါ်မှထမင်းတောင်းကိုအောက်သို့ချပေးပြီးသည်နှင့်တပြိုင်နက်မေစိန်သည်ပိုင်ဝိုင်းထားသောခြုံရှိရာသို့အပြေးသွားကြည့်ပြီးနောက်ကျေနပ်သွားသလိုမျက်နှာမှာပြုံးပြုံးကြီးဖြစ်နေတော့သည်ထမင်းပွဲကိုပြင်ဆင်ကဝိုင်းဖွဲ့၍စားကြ၏မေစိန်ပကံများမရှိသဖြင့်ငပြောရွက်များကိုခင်းကထမင်းပုံပြီးစားကြ၏မေစိန်ကငပတ်ချင်ရည်ဟင်းကလေးချက်လာသည်သူတို့သည်ဟင်းရည်ကိုလက်ကြားမှယိုကျသည့်တိုင်အောင်ခပ်များများဆန်းကကြီးစွာသောအလုတ်အလွေးဖြင့်မြိန်ရှက်စွာစားတော့ကြသည်ထမင်းစားတော့ပြီးကြသောအခါခေတ္တမြထမင်းလုံးစီရင်အနားယူကြပြီးနောက်လုပ်ငန်းကိုဆက်ကြပြန်၏ရင်ကုန်သမားနှစ်ဦးကရေထဲခုန်ဆင်းကရေငုံ၍ပိုက်ကိုသိမ်း၏ကိုတောင်းစိန်နှင့်ကိုပေါတူကပိုက်လက်နားတိုင်ကိုလိုက်ဖော်၏ကိုလေးဖိုးကိုနှင့်ကိုလူမောင်ကခုံထွက်လာသောငပတ်ကြီးများကိုဖမ်းရန်ခုန်ဆင်ခံကြ၏ထိုအခိုက်တွင်ဂုံနီပိုက်အနီးသို့ကွန်လေးနှစ်စင်းရောက်လာသည်ဤကွန်နှစ်စင်းကပိုက်သိမ်းရာတွင်ပါမသွားဘဲလွတ်ကြံရစ်သောငါးများကိုပိုက်အပြင်ဘက်မှနေ၍ကွန်ဖြင့်ပြစ်ဖမ်းရန်ရောက်ရှိလာခြင်းဖြစ်သည်ကွန်လေးနှစ်စင်းမှကွန်သမားနှစ်ဦးသည်သူတို့၏ကွန်များကိုဝင်၍ဂုံနီပိုက်အနီးသို့ကပ်သွားကြအောင်ပြစ်ကျဲလိုက်၏သူတို့၏ကွန်များကိုအတန်ကြာအောင်ရေထဲ၌စိန်ထားပြီးနောက်မှတဖြည်းဖြည်းဆွဲဖော်လိုက်ကြသည်သို့သောသူတို့၏မျှော်မှန်းချက်နှင့်ကကွာဝေးလာသည်သူတို့၏ကွန်ထဲတွင်ငကြီး3-4ကောင်နှင့်တခြားငါးအ ਨੇ အကျဉ်းမှတပါဟုတ်ဟုတ်ညာညာမမိကြသူတို့သည်မကျေနပ်၍နောက်တစ်ကြိမ်ပြစ်ကျဲလိုက်ကြပြန်၏သို့သောသူတို့၏ကွန်ထဲတွင်ငါအလင်းပယ်မပါတော့ဤအဖြစ်ကိုသိလိုက်ရသောရင်ကုန်သမားနှစ်ဦးကပိုင်အတွင်းမှနေ၍တဟားဟာအော်ရဲလိုက်ပြီးနောက်ဟဲ့ကွန်သမားတွေရဲ့တင်ကြီးနဲ့နန်ကရိုင်းနှစ်ယောက်ရေငုတ်ပြီးပိုက်သိမ်းတဲ့ခြုံမှာမင်းတို့ကွန်လာပြစ်လို့ဘယ်ငားမိနိုင်မလဲကွတို့ကတကောင်တမိမှမကြက်အောင်ဂယုတစိုက်သိမ်းလာတာမို့မင်းတို့ကွန်သမားတွေအဖို့ဘာငားမှကြံရင်မှာမဟုတ်ဘူးကွဒါကြောင့်ဒီမှာအလကားအချင်းကုန်ခံနေပဲတခြားခြုံတွေမှာလာတွားပြစ်ကြပါကွာဟုအော်ပြောလိုက်၏ဤတွင်ကွန်သမားနှစ်ဦးမှစိတ်ပြက်သွားကြကာဩဒီခြုံမှာရေငုတ်ပိုက်သိမ်းတဲ့လူကတင်ကြီးနဲ့နန်ကရိုင်းကိုကျုပ်တို့ကဒီလိုမှမသိလို့ပါဗျခမရတို့နှစ်ယောက်ပိုက်သိမ်းတဲ့ခြုံဆိုရင်ကျုပ်တို့ကွန်သမားတွေတခါမှငားမမိဘူးအင်မတန်ပိုက်သိမ်းဆစ်ဆက်တဲ့လူတွေပဲဟုပြော၍ထွက်ခွာသွားကြသည်ကိုတောင်းစိန်ကတော့ကြေကြေနက်နက်ကြီးပြုံးလိုက်၏ရင်ကုန်သမားနှစ်ဦးအားလည်းပြောမပြနိုင်အောင်ကျေးဇူးတင်သွားမိသည်ဤရင်ကုန်သမားနှစ်ဦးပိုက်ကိုစစ်စစ်ဆက်ဆက်သိမ်းသလားပြီးဆိုရဲသိမ်းသလားဆိုတာဤဂုံနေအပြင်ပန်း၌လာ၍ပြစ်ကျဲကြသောကွန်သမားများ၏ကွန်ကိုကြည်ခြင်းအပြင်သိနိုင်သည်သူတို့၏ကွန်နဲ့ငါးများမိလျင်ရင်ကုန်သမားနှစ်ဦးသည်ပိုက်ကိုပြီးဆိုရဲသိမ်းသောကြောင့်ငါးများပိုက်တွင်းမှထွက်ပြီးသူတို့၏ကွန်ထဲ၌လာမိကြောင်းခံမှန်းသိရှိနိုင်သည်အကယ်၍သူတို့၏ကွန်ထဲ၌ငါပြောပါလောက်အောင်မပါရှိလင်ကားရင်ကုန်သမားနှစ်ဦးသည်ပိုက်ကိုစစ်စစ်ဆက်ဆက်သိမ်းသွားသောကြောင့်ငါးများပိုက်တွင်း၌တလုံးတစ်စီးတည်းပါသွားသည့်အတွက်သူတို့၏ကွန်ထဲ၌ငါးမပါမရှိကြောင်းရိပ်မိသိရှိနိုင်သည်ယခုလာ၍ပြည့်ကျဲကြသောကွန်သမားများ၏ကွန်ထဲ၌ငါးမပါရှိပုံကိုထောက်လိုက်လျင်ပိုက်ကိုစစ်စစ်ဆက်ဆက်သိမ်းသွားကြောင်းထင်ရှားနေသည်ထို့ကြောင့်ရင်ကုန်သမားနှစ်ဦးအားသူကကျေးဇူးတင်လိုက်ရသည်ဤရင်ကုန်သမားနှစ်ဦးသည်ကိုပစ္စည်းကိုလုပ်ငန်းမဟုတ်သောကြောင့်အပင်မခံမဲပိုက်ကိုပြီးစလဲသိမ်းသွားမည်ဆိုလျင်လဲသူဘာမှတတ်နိုင်မည်မဟုတ်သို့တော်သူတို့နှစ်ဦးကဤသို့မဟုတ်ကြကိုပစ္စည်းကိုလုပ်ငန်းလိုသဘောထားပြီးငကြီးအစုခံကဇွဲနှဘဲနှင့်စစ်စစ်ဆက်ဆက်သိမ်းပေးကြသည်သူကဤအတွက်ရင်ငုတ်ခတိုးပေးမည်ဆိုသည်ကိုပင်လက်မခံမဲညှင်းပယ်ကြသည်သူတို့ကအခွင့်အရေးကိုမကြည့်ဘဲသူတို့အလုပ်ကိုသာတံမိုးထားကြသည်သူတို့လှုပ်လိုက်သောလုပ်ငန်းသည်တေချာဆစ်ဆက်စွာပြည်စည်းသွားသည်ဟုသောအလုတ်ဂုံကိုသာမျက်နှိုးလိုလားကြသည်ကြည်ညိုလေးစားပွဲကောင်းလေစွာညနေ3 နာရီခန့်အချိန်တွင်ဂုံဒီပိုက်အောက်ခြေရှိတန်ကြိုးကိုကန်းဆက်ကုန်းမော်သို့ဆွဲတင်နိုင်သည့်အထိပိုက်အဝန်းကိုကျင်းမိကြသည်ငါးများမှာအချင်းအကျက်ထဲရောက်နေသဖြင့်
တကောင်နဲ့တကောင်တိုးဝေကပွက်လောရိုက်နေကြသည်ယခုထိုငါးများကိုချင်းတောင်းနဲ့ခတ်ယူကပိုက်သိမ်းယုံသာရှိတော်သဖြင့်ရေငုံသမားနှစ်ဦး၏တာဝန်မှာပြီးဆုံးသွားပေပြီရေငုံသမားနှစ်ဦးသည်ရိုင်းနိုင်ခြေလမ်းများဖြင့်ကုန်းပေါ်သို့တက်လာကြကာမိဘုံအနည်းတွင်ခြေပြစ်လက်ပြစ်လဲလျောင်းနေကြ၏သူတို့တကောလုံးနှုံနှင့်များဖုံး၍ငကြီးဆူထားသောဒဏ်ရာတန်ကြံများမှလည်းမော့မော့ကျဲနေသည်သူတို့နှစ်ဦးကအတော်ပင်ဖားသွားချေပြီကိုတောင်းစင်သည်အလိုက်သိစွာပင်ကြံရှိသောအရက်သုံးမလင်းကိုသူတို့အနည်းသို့ချထားပေးလိုက်သည်ကိုတောင်းစင်ကိုလူမောင်နှင့်ကိုလေးဖိုးကွန်တို့သည်ကျင်းမြောင်းလာသောပိုင်ဝိုင်းအတွင်း၌မိနေသောငါးများအားချင်းတောင်းနှင့်ခတ်ခါလေကြီးတစ်စင်းမော်သို့လောင်းထည့်ကြသည်ငါဖယ်များကိုမူဖောက်တယ်ငါစိမ်းငါအဖြစ်ဖြင့်ငစိမ်းတယ်မာကြီးမတ်မယ်ရင်အားချိန်ရောက်ရန်တီးကြရွေးထုတ်ခါရေထဲတွင်ခြာတော့သောဘုံလုံးထဲသို့ထည့်၍လှောင်ထားသည်ငရက်နှင့်ငပန်များကိုမူတဝုံဝုံထခုန်နေကြသဖြင့်လွတ်မြောက်သွားမည်ဆိုသောကြောင့်ခေါင်းကိုဒုတ်ဖြင့်ရိုက်ခါလှေကန့်တနေရာတွင်တီးကြပုံထားသည်ပိုင်ဝိုင်းထဲမှငါးများကိုချင်းနှောင်းဖြင့်အကြိမ်ပေါင်းများစွာခတ်ယူလိုက်သောအခါပိုင်ဝိုင်းထဲတွင်ငါအနှဲငယ်များသာကြံရစ်တော့သည်ထိုအခါသူတို့သည်ပိုက်ကိုမယူကာကြံရှိနေသောငါးများအားလှေထဲသို့လောင်းထည့်လိုက်ကြသည်ကြီးမားလှသောလှေကြီးမှာငါးများမောက်နေအောင်ပြည့်သိပ်သွားတော့သည်ကိုတောင်းစိန်ကငါးများရမိလိုက်သဖြင့်ဦးမြူးနေသည်မဲစိန်၏မျက်နှာမှာလည်းတပြုံပြုံဖြစ်နေသည်ကိုတောင်းစိန်သည်ရေငုံသမားနှစ်ယောက်မတောက်နိုင်သဖြင့်ခြံထားခဲ့သောအရက်ဒပလင်းကိုကိုလေးဖိုးကွန့်ကိုလူမောင်တို့နှင့်အတူခွဲဝေ၍တောက်လိုက်ပြီးနောက်ငါးလေပေါ်သို့တက်ခါလှော်ပြန်လာကြသည်သူကလှေပဲ့မှလှော်၍ကိုလေးဖိုးကွန့်နှင့်ကိုလူမောင်ကဥမှနေ၍လှော်ကာမဲစိန်ကတော့လှေလေတွင်ထိုင်လိုက်လာသည်ကိုတောင်းစိန်သည်ငါးများရ၍ဦးမျိုးနေသည့်ကြားထဲအရက်ကလေးကိုလည်းတောက်ထားပြန်သောကြောင့်အနှဲငယ်ကလေးမြကနာမငိမ်မဲတကူလုံးကြွကြွရွရွဖြစ်နေသည့်တိုင်မြူးနေတော့သည်သူသည်လှော်ရက်ကိုရေထဲသို့နှစ်ခါအားဆိုင်၍လှော်ရရဲမှလှေဦးမှကိုလေးဖိုးကွန်သို့လှမ်းကာပြိုးကိုလေးဖိုးကွန်ကျွန်တော်ခြုံနဲ့ငါးမျိုးစုံပြီးငါတော်တော်များရှိတယ်လို့ကျွန်တော်ပြောတော့ကခမည်းတော်ကကြွားတယ်လို့ထင်တယ်မို့လားခုတော့ဘယ်နဲ့ရှိစားဒါအကြောင်းမို့ဟိုခြုံဒီခြုံကင်မွန်းခြုံတိုက်ဆောင်ခြုံနဲ့အမေချွေးမှာဆိုတဲ့တန်ချက်ကိုတောင်ကျွန်တော်ကတမျိုးပြင်လိုက်ချင်သေးတယ်စိုးသားမအောင်ကွာမင်းကဘလို့များပြင်ញင်လို့လဲဟိုခြုံဒီခြုံမကြီးခြုံငါးမျိုးစုံနဲ့ဒေါင်းစိန်ခြုံပြလို့ပြင်လိုက်ချင်တာပေါ့အနို့မဟုတ်ဘူးလားလို့ဟုတ်ပါသဗျာမှန်မှသဗျာဟုတ်ကိုလေးဖိုးကွန်ကသဘောကျသွားတယ်လို့ဟဟပတ်ရေရင်ကပြောလိုက်ရာမဲစိန်ကကာလာနာကတော့လှုပ်ပြီးဟုတ်ရေရွရင်မျက်စောင်းချိတ်လိုက်သည်ကဲဟေ့တောင်းစိန်မင်းတန်ချက်ကိုမင်းကတိုင်ပေးတို့ကလိုက်မယ်ဟုတ်ကိုလေးဖိုးကွန်ကပြောလိုက်ရာကိုတောင်းစိန်ကအဟိဟုဦးကြောင်ကြောင်တစ်ချက်ရဲလိုက်ပြီးနောက်ဟိုချုံဒီချုံမကြီးချုံဟေးဟုတိုင်ပေးလိုက်ရာကိုလေးဖိုးကွန်နဲ့ကိုလူမောင်ကငါးမျိုးစုံနဲ့ဒေါင်းစိန်ချုံပြဟုတံပြန်လိုက်ပေးကြသည်တို့ဖြင့်အတိုင်ပေါက်ညီစွာအော်ဟစ်ဆုညံသွားကြရာကိုတောင်းစိန်တို့အိမ်စိတ်တို့ရောက်မှရက်လိုက်ကြသည်သူတို့သည်ကိုတောင်းစိန်၏အိမ်အနီးမြေကွက်လက်တွင်ရင်းများကိုခင်းပြီးနောက်လေထဲမှငါးများကိုချင်းများဖြင့်တဲတင်ကာထိုရင်းမော်သို့လောင်းချကြ၏ကိုလေးဖိုးကွန်၏မိမမပြားကြီးနှင့်ကိုလူမောင်၏မိမမဖွားသက်တို့လည်းရောက်လာကြကာမဲစိန်နှင့်အတူရင်းပေါ်မှငါးများကိုသူ့အမျိုးအစားနှင့်သူတီးတန့်ခွဲခြားပြီးရွေးထုတ်နေသည်ကိုကြီးလောက်ကင်သူများလာသဖြင့်မမောင်မီပင်လှေဝမ်းထဲမှငါးများအလုံးတဲတင်ပြီးဖြစ်ယုံမျှမကသူ့အမျိုးအစားနှင့်သူလည်းခွဲခြားရွေးထုတ်ပြီးဖြစ်နေသည်ဤအချိန်တွင်ငါးများကိုကုံလုပ်ပြီးရောင်းချကြမည်ကုံတယ်ကလေးနှစ်ဦးရောက်လာကြကာဤငါးများကိုရောင်းမည်လို့ဟုလာမေးကြသည်မဲစိန်ကငကြီးများကိုသူ့ဟာသူကြက်တိုက်ပြီးငကြီးကြောက်ဖြစ်မှရောင်းမည်ငရက်များကိုလည်းသူ့ဟာသူအချောက်လန်း၍ငရမ်းကြောက်ဖြစ်မှရောင်းမည်ကောင်းသေးငါးများကိုလည်းသူ့ဟာသူငပိလုပ်၍ငပိဖြစ်မှရောင်းမည်ကြံရှိသောငပတ်ဒိုးခေါင်းပြက်နှင့်ချောမီးနီများကိုမူငစိမ်းအတိုင်းရောင်းမည်ဟုကြေညာလိုက်သည်ဤအချိန်တွင်ကုံတယ်ကလေးနှစ်ဦးသည်အပြန်အဆိုင်ဈေးပိုတင်ပြီးသူ့ထက်ငါကောင်းလူဝယ်ကြရာမဲစိန်တို့ခံမှန်းသည့်ဈေးထက်ပို၍ရသည်ငပတ်မှာ85ကျပ်ဈေးဒိုးကောင်းပြက်ချောမီးနီမှာ65ကျပ်ဈေးအထိရလိုက်သည်ပေါက်ဈေး80ကျပ်နှင့်60ကျပ်ဈေးသာရှိရာအချိန်တရာကို9ကျပ်ပို၍ရလိုက်သည်သူတို့သည်ရာဇူကိုစင်ကချိန်ပေးပြီးငွေချင်းယူလိုက်ကြသည်ငဖယ်များကိုမူငစိမ့်တယ်မာကြီးမတ်မယ်ရင်အားချိန်ရောက်လိုက်ကြသည်မဲစိန်ကကိုတောင်းစိန်တနေလုံးပင်ပန်းထားသည်ကိုသိ၍ကြံရှိနေသောငရက်ငကြီးနှင့်ကောင်းသေးငါးများကိုသူ့ဟာသူလှုပ်တော်မူကိုတောင်းစိန်အနားယူလိုကယူဟုခွင့်ပြုလိုက်သည်ထို့ကြောင့်ကိုတောင်းစိန်သည်အိမ်မော်သို့တက်လာကာအိယာထဲထိုးလဲလိုက်သည်အိယာထဲတွင်လှဲနေရင်မှ
သူ့လုပ်ငန်းမှအကျိုးအမြတ်ကိုတွက်ကြည့်သည်သူခြုံချရန်မကြီးပင်ဝဲငွေအစိတ်မကြီးပင်ကိုလှည့်ရဖြတ်ရခြုံချမည့်နေရာသို့တည်ရသည့်အတွက်လူ9ကငွေ9ကျပ်ပေါင်း30လယ်သမားတွေကတရားစွဲလို့အစိုးရကိုဒဏ်ငွေဆောင်ရတာက30ဆိုတော့ပေါင်း60ကိုပေါတူးရဲ့ဂုံဒီပိုင်ငါးက15ကျပ်ထပ်ထည့်လိုက်တော့85ကျပ်ဖြစ်ရောရင်ကုန်သမား2ဦးအားပေးရသည့်ငွေ4ကျပ်နဲ့အရက်ဘိုးကုန်ကြငွေများထပ်ထည့်လိုက်အောင်အားလုံးအရင်ငွေ100ထက်ပိုမကုန်နိုင်ယခုသူ့ချုံမှငွေ200ခန့်ရရှိမည်ဟုခံမှန်းနိုင်ပြီးဖြစ်ရာငွေ100အတရမြတ်မည်ပြီးတော့မပိတ်ဆိုရသေးသောခြုံနှချုံကြံရှိနေသေးရာဤခြုံနှချုံမှာလည်းအနည်းဆုံးအတရငွေ150တော့ရအောင်မည်နောက်ပြီးထေးဆိုင်ရန်မကြီးတုံးများမကြီးကိုင်းများလည်းရှိနေသေးရာဤဟာများကလည်းမြတ်ကြံ၏အောင်မည်ပင်မရကျိုးတော်ဖြင့်နှတ်တော်မည်ဝမ်းမြောက်ခြင်းဖြင့်ပြုံးမိသည်သူ့အကျိုးအမြတ်ကိုတိတိကျကျခံမှန်းနိုင်ပြီးသည့်အခြားမဲ့၌သူ့စိတ်နှလုံးမှာတည်ငြိမ်သွား၍သူ့အတွေးများလည်းရက်ဆိုင်သွားကာသူ့မျက်လုံးများမှာလည်းမှိတ်ငိုင်လာတော့သည်အိမ်အပြင်မှမဲစိမ်မဖွားတက်မပြားကြီးတို့၏ငါးခုတ်တန်စကားပြောတန်များကိုကြားရတစ်ချက်မကြားရတစ်ချက်ဖြင့်မြောင်မြင်းအိပ်ပျော်နေရမှနောက်ဆုံးလုံးဝမကြားရတော့သည့်တိုင်အိမ်မောကျသွားလေတော့သည်ကိုတောင်းစိန်ကအိမ်မက်ထဲတွင်ဟဟပပရဲမောကပျော်ရွှင်မြူးထူးနေရှာလေသည်ဟုနေကုန်းချုပ်ခါအဆုံးတက်လိုက်ကလွဲမနိုင်ပါမည်လောကျယ်နီရှုမဝဖေဖော်ဝါရီ1953လိုအပ်ချက်များကိုသိခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။